ကိုယ့်ရဲ့အိမ်ကိုဆေးတုံးမယ်ဆိုရင်ဘယ်လိုဆေးတစ်စိတ်မျိုးရွေးပြီးတော့တုံးတင်လဲအိမ်တုပ်ဆေးရေဆေးရွေးချယ်တဲ့အခါမှာသုံးမဲ့နေရာအိမ်ပြင်လားအိမ်ထဲလားနဲ့မိမိရဲ့ဘတ်ဂျက်ပေါ်မူတည်ပြီးတော့ရွေးချယ်တင်ပါတယ်အရေးသွေးကောင်းတဲ့ဆေးတပူးဟာရေရှည်မှာဆေးပြန်တုပ်ရတဲ့စရိတ်ကိုတက်တာစေပါတယ်ထိုင်းနဲ့မြန်မာနိုင်ငံမှာလူကြိုက်များပြီးစိတ်ရှာရတဲ့ဆေးတစ်စိတ်တွေဖြစ်တဲ့အကောင်းဆုံး quality အရေးသွေးကိုလိုချင်နေဆိုရင်ဒီတစ်စိတ်တွေကဆေးအနေငယ်ပိုနိုင်ပေမဲ့အယောင်တင်ယုံမကပဲနေရန်ကိုကာကွယ်ပေးနိုင်စွမ်းမြင့်မားပါတယ်နံပါတ်1ကတော့ဂျိုတန်တစ်စိတ်အမျိုးအစားပေါ့နော်လူကြိုက်အများဆုံးဖြစ်တဲ့ဂျိုတန်တစ်စိတ်ပါအထူးသဖြင့်အပြင်ဆေးနဲ့အတွင်းဆေးတွေကအယောင်ကြာရှည်ခံပြီးတော့ဆေးကြောရလွယ်ကူစေပါတယ်နံပါတ်2ကတော့နီပွန်ပိတ်လို့ခေါ်ပါတယ်နီပွန်တစ်စိတ်ထဲကပေါ့နော်နီးပညာမြင့်ပြီးတော့အနက်အတန်းနဲပါတယ်နံပါတ်3ကတော့ဂျူလက်ဈေးတိုင်းညောပြီးတော့အယောင်မျိုးစားအစုံလင်ဆုံးရနိုင်တဲ့ဈေးတစ်စိတ်ဖြစ်ပါတယ်ဒါကနန်းတို့သုံးဖူးတဲ့ quality ကောင်းပြီးတော့ premium brand တွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီထက်ဈေးနည်းနည်းသက်သာပြီးတော့အရေးသွေးလဲကောင်းချင်တယ်ဆိုရင်ဈေးနှုန်းနဲ့အရေးသွေးများသားတဲ့ standard brand တွေဖြစ်တဲ့ TOA ဈေးတစ်စိတ်အမျိုးအစားပေါ့နော် TOA ကထိုင်းနိုင်ငံထုတ်ဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့ရာသီဥတုနဲ့ကိုက်ညီပါတယ် TOA 4 season series ကဈေးနှုန်းတင့်ပြီးတော့အရေးသွေးစိတ်ချရပါတယ်TOA ဆေးတစ်စိတ်ကိုထိုင်းနိုင်ငံမှာရောမြန်မာနိုင်ငံမှာရောအသုံးများပြီးတော့အကျန်းခံတဲ့တစ်စိတ်ပါရှင်ဒါကတော့ကိုယ့်ရဲ့အိမ်ကိုဆေးတုံးမယ်ဆိုရင်ကိုတက်နိုင်တဲ့ဘတ်ဂျက်ကိုရှင်းချိန်ပြီးတော့ကိုသုံးမဲ့ဆေးအမျိုးအစားကိုရှင်းချိန်ဝယ်ယူနိုင်ပါတယ်ရှင်